တိမ်ငယ်စိတ်တွေပဲရလာတာလဲဘယ်လိုတွန်းလှန်မလဲဒီအရာတွေအတွက်အချက်ကလေး3ချက်နဲ့မျှဝေပေးမယ်နံပါတ်1အချက်ကျမတို့တိမ်ငယ်စိတ်တွေကဘယ်ကနေလာလဲဆိုရင်ကျမတို့ငယ်စဉ်အခါမှာမိဘတွေရဲ့မထင်မှတ်ပဲပြောလိုက်တဲ့စကားနေရလေအငယ်လောက်ကိုအတုံးကြအောင်နေရအဖြစ်ကိုမရှိပါဘူးဒီအရာတွေကမသိစိတ်မှာဆွဲကပ်သွားပြီးတော့တိမ်ငယ်စိတ်တွေဖြစ်ထွန်းသွားတယ်ဒါကမိဘတွေရဲ့အများမှာဖြစ်တတ်တာလေးတွေပေါ့နော်ပြီးရင်ပတ်ဝန်းကျင်ကြောင့်ပတ်ဝန်းကျင်မှာငွေရှိခြင်းငွေမရှိခြင်းဒီကလေးအပေါ်မှာနှိတ်ချခွဲခြားလိုက်တဲ့အရာတွေကတိမ်ငယ်စိတ်တစ်ခုကိုဖြစ်တွန်းသွားခဲ့တယ်ဒါဆိုရင်ကျမတို့တပတ်တစ်အချက်အနေနဲ့ဒီနေ့အခုပြစ်စုံပန်တာအရင်အရေးကြီးတယ်တိမ်ငယ်စိတ်တွေကကြီးတဲ့အထီကိုပါလာတတ်တယ်ဒါဆိုရင်ကျမတို့ရဲ့အတွင်းစိတ်မသိစိတ်မှာတိမ်ငယ်စိတ်ကဘာတွေဖြစ်ထွန်းစေတာလဲကျမတို့ကဟဲသူ့ဘဝကောင်းလိုက်တာဟဲငါဘဝကျတော့အများကိုသွားပြီးတော့မှနှိုင်းရှင်မိတဲ့စိတ်ဒီလိုစိတ်တွေကတိမ်ငယ်မှုတွေကိုဖြစ်စေတယ်ဒါဆိုရင်ကျမတို့ကဒီတိမ်ငယ်စိတ်တွေမဖြစ်အောင်ဘယ်လိုနေရာမျိုးတွေမှာနေသင့်လဲကျမတို့ကိုကျမတို့ကဆိုရင်ကျမလွန်ခဲ့တဲ့10နှစ်လောက်ကလုပ်ငန်းတစ်ခုမှာကျမရဲ့အားသာချက်တွေကိုဆွဲထုတ်ပေးနိုင်ခဲ့တဲ့ပတ်ဝန်းကျင်ကတစ်ခုမှာကျမရက်တည်ခဲ့ဘူးပါတယ်တကယ်ကိုပဲကျမရဲ့အားသာချက်တွေကျမစိတ်ထဲကနေကျမဖြစ်ချင်တဲ့အရာတွေဘဝတစ်ခုကိုလမ်းကြောင်းမှောင်ပေါ်ကိုတင်ပေးတာတွေဒီလိုမျိုးအရာတွေကိုဆွဲထုတ်ပေးတဲ့ပတ်ဝန်းကျင်ကောင်တစ်ခုပေါ်မှာကျမရက်တည်ခဲ့ဘူးပါတယ်အဲ့မှာကျမရဲ့တိမ်ငယ်စိတ်တွေကအများကြီးပဲပြောက်ခဲ့ဘူးတယ်ကဲဒါဆိုရင်နံပါတ်2အချက်နံပါတ်2အချက်ကကျတော့ကျမတို့ကဘာတွေလုပ်ဖို့လိုလဲဆိုရင်တိမ်ငယ်စိတ်တွေပပျောက်ဖို့အတွက်ကိုတိုးတက်အောင်လုပ်ဖို့ရည်ရည်ကြီးတယ်ကျမတို့တွေကသင်ယူပါလေ့လာပါကိုဘဝကိုတိုးတက်အောင်အတွေးခေါ်တွေကိုပြောင်းလဲပါနံပါတ်3ချက်ကဲဒါဆိုရင်ကျမတို့ကတိုးတက်အောင်လုပ်မယ်သင်စရာရှိတာတွေသင်မယ်လေ့လာစရာရှိတာတွေလေ့လာမယ်ကိုဘဝရဲ့တွေးခေါ်တွေကိုပြောင်းလဲမယ်ဒါတွေကဘာကနေလိုအပ်လဲ action ဆိုတဲ့လုပ်ရက်တွေကကျမတို့ကအရန်ကိုအရေးကြီးသွားပြီကျမတို့ကအစောနာပညာတွေတိုးတက်တာတွေသိအောင်လုပ်ထားတယ်ဒါတွေကိုကျမတို့ကလိုက်လုပ်မယ်အတွေးခေါ်တွေကိုပြောင်းမယ်ကောင်းတဲ့အရာလေးတွေကိုပြောမယ်ကောင်းတဲ့အရာလေးတွေကိုလုပ်မယ်ဒီရဲ့ action လေးတွေကိုပြောင်းလိုက်ပေါင်းလိုက်တဲ့အချိန်မှာဒီ3ချက်ကိုကိုက်ညီအောင်လုပ်လိုက်မယ်ဆိုရင်တော့တိမ်ငယ်စိတ်တွေပပျောက်ပြီးတော့မှကိုဟာဘဝမှာလူမှန်နေရမှန်တစ်ခုကိုရရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျမပြောပြလိုက်တဲ့အရာလေးကနေပြီးတွေးလေးတစ်ခုရခဲ့တယ်ဆိုရင်တော့ comment မှာကိုအကြိုက်ဆုံးအရာလေးတစ်ခုကိုမှတ်မိခဲ့ပါနော်ကျမကတော့ Power Chosen ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်